အာဆင်နယ်အနေနဲ့နျူကာဆယ်ရဲ့စပွဲပေါ်ကိုတိုက်ရိုက်လာပြီးသူတို့ရဲ့ငွေကြေးပိုင်းဆိုင်ရာအလေးနဲ့ထားမှုကိုပြသဖို့လိုပါတယ် TikTok, Facebook နဲ့ YouTube မှာကြည့်ရှုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအရှာအာဆင်နယ် content ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့အာဆင်နယ်နဲ့ဘရူနိုကူမာရက်သတင်းတွေကအမျိုးမျိုးထွက်နေပေမဲ့အဲ့ဒီကမှ Skynet Sport ရဲ့သတင်းထောက် Cap Downing ရဲ့အဆိုအရနျူကာဆယ်အသင်းဟာဘရူနိုကူမာရက်ကိုအာဆင်နယ်ကခေါ်ယူဖို့ကြိုးစားနေတဲ့အပေါ်စိတ်ပြတ်နေပြီးအသင်းကောင်းဆောင်ကိုရောင်းချမယ်ဆိုရင်နျူကာဆယ်ဘက်ကပေါင်တန်80အထက်ရရှိမှသာစဉ်းစားသွားမယ်လို့သိရပါတယ်ဘရာဇီးကွင်းလယ်ကစားသမားဘရူနိုကူမာရက်ဟာဒီနွေရာသီမှာနျူကာဆယ်ကနေထွက်ခွာပြီးအာဆင်နယ်ကိုပြောင်းရွှေ့လိုတဲ့ဆန္ဒအကြောင်းအသင်းကိုလည်းပြောထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒါပေမဲ့ကပ်တောင်းရဲ့အဆိုအရအာဆင်နယ်ဟာနျူကာဆယ်အသင်းထံဓာတ်ရိုက်ဆက်သွယ်ပြီးကစားသမားအတွက်တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးပါဘူးအာဆင်နယ်ဘက်ကတော့ဂျာကန်ပိုကိုတွေကတဆင့်ဘရူနိုကူမာရက်ရဲ့အပြောင်းအရွှေ့ဖြစ်နိုင်ခြေသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီးစုံစမ်းထားတာရှိပါတယ်ဒီအခြေအနေကြောင့်နျူကာဆယ်အသင်းဟာအာဆင်နယ်ရဲ့စိတ်ဝင်စားမှုကတကယ်အလေးနဲ့ရှိရလားဆိုတာကိုမတိမချဖြစ်နေပြီးစိတ်ပြတ်မှုလည်းရှိနေပါတယ်လို့သတင်းတွေအရတွေ့ရပါတယ်Skynet Sport သတင်းထောက် Cap Downing ရဲ့ပြောကြားချက်ကတော့ Bruno Kumara နဲ့ပတ်သက်တဲ့သတင်းတွေကဆက်လက်ထွက်ပေါ်နေပါတယ်။အဓိကအကြောင်းရင်းကတော့သူဟာ Newcastle ကိုသူ့အနေနဲ့ထွက်ခွာဖို့စဉ်းစားလိုကြောင်းနဲ့အထူးသက်ဖြင့် Arsenal ကိုပြောင်းရွှေ့လိုကြောင်းပြောထားတာကြောင့်ဖြစ်ပါတယ်။သူဟာရီမန်ချက်ကြီးတဲ့ကစားသမားပဲ။စုဖလားတွေရယူချင်ပါတယ်။ Newcastle မှာလည်းကာရာဖောင်းကပ်ဖလားတစ်ချိန်နဲ့နောက်ထပ်စုဖလားတစ်ခုလောက်ပဲရရှိပြီးကစားသမားကိုမကုံဆုံးချင်ပါဘူး။အာဆင်နယ်အနေနဲ့နျူကာဆယ်ရဲ့စပွဲကိုတိုက်ရိုက်လာပြီးသူတို့ရဲ့ငွေကြေးပိုင်းဆိုင်ရာကိုအလေးနဲ့ထားမှုကိုပြသဖို့လိုပါတယ်။အာဆင်နယ်ကဂျာကန်ပုဂ္ဂိုလ်တွေကတဆင့်နျူကာဆယ်ကိုကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်ဆိုတဲ့သတင်းတွေကထွက်ပေါ်နေပါတယ်။ဒါပေမဲ့ဒီမနက်အချိန်ထိတော့အာဆင်နယ်ဟာနျူကာဆယ်ကိုတိုက်ရိုက်ဆက်သွယ်ထားခြင်းမရှိသေးပါဘူး။ကျွန်တော်သိထားသလောက်နျူကာဆယ်ဘက်ကတော့အာဆင်နယ်ကိုပြန်လည်ဆက်သွယ်ပြီးခမားတို့ဒီကစားသမားကိုတကယ်ခေါ်ယူဖို့အလေးနဲ့ထားလားဘာဖြစ်လို့လဲဆိုတော့ခမားတို့ဘက်ကဘာမှမလုပ်သေးဘူးလို့ပြောထားသေးပါတယ်အရာအားလုံးကအေဂျင့်တွေနဲ့ဂျာကန်ပုဂ္ဂိုလ်တွေကတဆင့်ဖြစ်ပေါ်နေတာပါဒါကနျူကာဆယ်အတွက်စိတ်ပြတ်စရာတစ်ခုဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီအခြေအနေကကစားသမားကိုလည်းမတိမငြိမ်ဖြစ်စေပြီးသူ့အနေနဲ့အခြားရွေးချယ်စရာတွေကိုစဉ်းစားလိုကြောင်းပြောလာစေခဲ့တာကြောင့်ပါအာဆင်နယ်အနေနဲ့ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့လိုပါတယ်အဲ့ဒီလိုတီးကြတဲ့ကမ်းလှမ်းမှုတစ်ခုပြုလုပ်ပြီးမှသာနျူကာဆယ်ကသူတို့ရဲ့စိတ်ဝင်စားမှုကိုအလေးနက်ထားစဉ်းစားသွားမှာပါဂျာကန်ပုဂ္ဂိုလ်တွေကတဆင့်ပြောဆိုနေုံ